ဟာရအောက်စင်ပြီးမဟုတ်တော့ဘူးလိုက်အောင် လိုက်ရှင်တော့ပါဘူးပြင်မနေတော့ပူနေဟောငါတားကြီးမဲကုန်လိုက် ဟောသူ့ရုပ်သူ့ရင်နဲ့လာနုနေတယ်ကွာနေပေါ့တိုင်းအောက်ကိုဖော်လိုက်ခဲ့ပြီပါလား စင်ရတဲ့ပင်မန်းနေဝါရောလိုက်ရှင် အေးပါငါမပင်မန်းဘူးရ ဘာမှမတရားမရှိဘူး ဟောအေးပါကွာစကားလေးတော့ဆုံးအောင်စောင့်ကြပါအောင်ဟယ်လို တဲ့ငါမေးသွားလို့ကွာငါ့ဖုန်းပေလေးတက်ကလောက်ဝယ်ခဲ့သားမှာ ဟမ် အေးငါအတွက်လည်းခေါင်းဆွဲကြောက်လေးတစ်ထုပ်လောက်ဝဲခဲ့ပေးဦးရ ဟာ အေးရလန်ထိတ်ကဟင်းစင်ရနေပြီးတော့ဘာဟင်းမဲရကွာအဲ့ဒါငါတို့တပွဲတော်ဝယ်လာခဲ့သားမှာငါအောင်မစင်းနေတော့နော် နောက်နေအောက်တူလိုက်အောင်လဲ လိုက်ဦးရ ဟယ်လိုတာဒီမှာတားတငယ်ချင်းတွေကဖုန်းပြောချင်လို့တဲ့ ဟယ်လို တကယ်ကြီးကော်ဖီမေးတော့လေးဝယ်ခဲ့ဦးနော် တောက်အဲ့တခါသုံးခွက်လေးသုံးပါ အော် အေးအောင်တို့ပေါ့မင်းအောက်စင်းသွားမှာမလား ဟေးရောငါတို့ကမင်းပြောက်လို့လိုက်ရှာနေတာတကယ်ချင်းဟာ အေးအောက်ဆင်းသွားတာတေးကြတယ်ဆိုတော့ငါတို့အေးလေးဝယ်ခဲ့ဦးနော် အေးငါနေသိမ့်မကောင်းချင်လို့လေငါအကြိုက်ခဲပြောက်စီလေးဝယ်လာပေးပါကွာနော် ဟာမေ့နေတာငါတို့တိတ်လုံးစားဖို့လေကြက်ဥကုန်နေပြီကြက်ဥတက်ကလောက်ဆွဲခဲ့လိုက်ဦးရ အော်ရောကော်ဖီလုံးလေးပါအပူဝယ်ခဲ့ကွာနော် အေးရမင်းဒီနေ့ဖုန်းဆိုင်သွားလို့ရှိရင်ငါ့ကိုပြောငါနှစ်ချက်မှာမလို့ အေးကွာဟုတ်တယ်ငါလည်းအားသွင်းကောင်းဝယ်ရမှာဟဲ့စိုက်သွားပြတယ်ဆိုပြော ဘယ်ဆိုင် မင်းကောင်မလေးနဲ့မင်းနဲ့ဖုန်းပြောနေတာငါကြားပြီးသွားပြီမင်းဒီနေ့ဖုန်းဝယ်မှာမလားဘာလဲကိုက Samsung မှာကင်မာတဲ့ ဟေးလေအဲ့ဘာဖြစ်လို့ ဟာဘာဖြစ်ရမှာလဲဖုန်းဝယ်တာဖုန်းဆိုင်မသွားဘဲနဲ့ဗာလဲမင်းနှမဆီကဝယ်မှာလား ဟောမင်းကလည်းငါနှမစီကတော့ဝယ်မလားကွာငါနှမညွှန်ပေးတဲ့ website ကဝယ်ပါ ဘာ website ဟောမင်းကလည်း MK Asia East ရဲ့ Facebook page မှာမင်းသွားပြီးအသေးစိတ်ကြည့်လိုက်ဒါမှမဟုတ်ဆိုရင်ကွာ samsung.mkasia.com ဆိုပြီးတော့ရိုက်ပြရတယ်မင်း website ထဲဝင်ကြည့်လိုက်ကွာအဲ့မှာဆိုရင်မင်း Samsung နဲ့ပတ်သက်တဲ့ဖုန်းပဲဝယ်မလားဖုန်းနဲ့ပတ်သက်တဲ့ accessory ပဲဝယ်မလားဒါနဲ့မဟုတ်သေးဘူးနော် electronic နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုမင်းဈေးနှုန်းပဲကြည့်မလား product information ပဲကြည့်မလားအဲ့မှာအကုန်ကြည့်လို့ရတယ် ဟေ့အောင်မင်းဟာစိတ်ရောချရလားကွာ အားရောက်ဒါ Samsung ရဲ့ official website ကွာမင်း showroom မှာဝယ်သလိုမျိုးမင်း official ပစ္စည်းစစ်ရမယ် official warranty ပါမယ် after sales service လည်းရှိရကွာမင်းစိတ်မချစရာလားဟောတကယ်လို့မင်းဝယ်ခြင်းလဲဆိုရင် ငါလည်းခေလူငယ်တယောက်ပါအဲ့လောက်တော့မတုံးပါဘူးကွာ website ထဲကိုဝင်လိုချင်တဲ့ product ကိုရွေးပြီးသွားလို့ရှိရင်နာမည်ဖုန်းနံပါတ် email နည်းလိစာအပြည့်စုံထည့်ပြီးသွားလို့ရှိရင်မှာလို့ရရင်မှာ အာတော်တယ်တပည့်ဒါပေမဲ့မင်းဝယ်ပါဆိုမြင်မြတ်ဝယ်နော်ဒီ August လတစ်လလုံးမင်း website ထဲမှာ promotion တွေ share ချတယ် ဟုတ်ပါပြီဟေ့မင်းအောင်စင်းမယ်ဆိုလို့ရှိရင်ငါ့ကိုပြော ဟာလေမင်း like မလား ဟင်းမှာမလို့ ဒီဗီဒီယိုကြည့်ရှုနေတဲ့ job ပရိသတ်တွေအတွက် giveaway စီစဉ်လေးလည်းစီစဉ်ထားပါတယ်အဲ့ဘာလဲဆိုတော့ MK Asia East ရဲ့ Facebook page မှာကျွန်တော် giveaway post လေးတင်ထားပါတယ်အဲ့ဒီ post ကိုကျွန်တော် like and share လုပ်ထားတဲ့ screenshot ကို comment မှာမှတ်ရမယ်ပြီးလို့ရှိရင် page ကို follow လုပ်ရအောင်အဲ့ဆိုတော့အစီအစဉ်မှာပါဝင်လို့ရပါတယ်ဒီ giveaway မှာဘာတွေပေးပါလဲဆိုတော့ Buds 4 Pro 5လုံးပြီးရင် Buds Score 5လုံး giveaway ပေးမှာဖြစ်ပါတယ်အဲ့တော့အစီအစဉ်မှာပါဝင်ကြဖို့အတွက်အားလုံးဖိတ်ခေါ်ပါတယ်